အားလုံးမင်္ဂလာပါဗျစဝါဒီခပ်ဖို့နည်းနည်းကစားတာတွေပဲများနေလို့လေအဲ့တော့ကျွန်တော်အခုဒီချင်းလုံးကစားတဲ့အချိန်မှာလိုအပ်တဲ့ကြံ့ခိုင်မှုတွေလိုအပ်တဲ့ဟာလေးတွေကိုနည်းနည်းလေးပြပေးပါမယ်နော်โอเคYes. Oh. Okay. Go. Hey. Chậm. Đi ăn không? Phải trả đi quá. Cái mà thằng con này. Đi chứ nhà đi. Yeah. Ooh. Safety. Sunny. Stove. Lily. Ciao. Go. Gigi. Zaku. Nancy. Yeah. Nè. Đâu. Đi. Wow. Ok. Điều gì? Nó sẽ chỉ phải sao lại vậy này. Cái gì mà sẽ tiêu. Làm cái gì này nó gì lại. Oh. Oh. Oh my god. Yêu đi. Đó. ကျန်ဆွဲတင်တာပေါ့ဗျာဟိုဒါတော့စတဲ့လူတွေကတော့တပီခွဲလောက်ကနေစလို့ရတယ်ကျွန်တော်ဒီမှာရှိတာလေးနဲ့ကျွန်တော်အများနဲ့ပြင်လုပ်ဖြစ်တဲ့ဟာလေးကိုပြန်ပြီးတော့ပြတာဖြစ်ပါတယ်ညာဒီတော့လေရတော့ပြောမယ်တဖြည်းဖြည်းလုံးနိုင်တော့လုပ်သွားနော်20အစိတ်လောက်ကြီးရအောင်လုပ်โอเคကျွန်တော်နောက်တစ်မျိုးလေးချက်ပြတယ်ဗျဒါတော့ကျွန်တော်ဒီနော်ခြေဆုံးဆက်ပြီးတော့ခြေကတောင်းတာပေါ့နော်ဒီကဒါဘာကောင်းလဲဆိုရင်ကျွန်တော်ဖိုက်တာသမားတွေအတွက်အဓိကပါပဲကျွန်တော်ကဘာလို့ဒါလေးပြနေဆိုတော့ကျွန်တော်ဖိုက်တာဖြစ်တဲ့အတွက်ဖိုက်တာရဲ့လိုအပ်တဲ့ဟာတွေကိုပြပေးတာဖြစ်ပါတယ်ဘာကောင်းလဲဆိုရင်ကျွန်တော်တို့ခြေကချက်တုံးအားတွေကောင်းမယ်ခြေသလုံးမဆေးကောင်းမယ်။ကောင်းပါစေကောင်းမယ်ကျွန်တော်တို့ဒီမှာနော်စလုပ်တဲ့လူတွေကဒီမှာကျွန်တော်အရှိမလည်းကျွန်တော်ပြထားတာရှိပါတယ်။ဒါထပ်ပြီးတော့ထပ်ပြပေးတာပါကျွန်တော်ဒီမှာနော်မနေမမြန်ပြီးတော့စက်တင်သွားမယ်နော်ဒီလိုဒီဟာကိုကျွမ်းကျင်နေဆိုရင်နောက်တစ်ခုကဘာလုပ်လို့ရလဲဆိုကျွန်တော်တို့ကြောက်ခဲပဲဖြစ်ဖြစ်တစ်ခုခုထားတဲ့ဟာပေါ်မှာဖြစ်ဖြစ်အရှိမကျွန်တော်ဒီတိုင်းမရရင်အရှိမကန်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်ဒါမျိုးလေးပေါ့နော်ဒီမှာခြေပြားလေးနဲ့ဒီမှာ
လူတွန်းတာပေါ့နော်ဒါမျိုးလေးလို့နော်အနည်းပဲနေတယ်နော်ဟိုတချို့ကမထိနိုင်ဘူးဆိုရင်တစ်ခုခုနဲ့ကာကွယ်ပြီးတော့ပေါ့နော်လောက်ရမယ်အားလည်းဘယ်လောက်လောက်ရလဲဆိုတော့ကျွန်တော်တို့အနည်းဆုံး30 35တော့လောက်ပါမယ်ဒါပေမဲ့စလုပ်တဲ့လူတွေကတော့လုံနိုင်တော့ပဲလုပ်ပါနော်โอเคအဲ့တော့နောက်တစ်မျိုးဆက်သွားမယ်အများကြီးမဟုတ်ဘူးဗျာဒီခုကျွန်တော်ပြနေတာဒီပိုက်စော်ချင်းကစားတဲ့ဖိုက်တာကစားတဲ့လူတို့အဓိကပြပေးနေတာအဲ့တော့ကျွန်တော်လုံးဖြစ်တာလေးပေါ့နော်ခုချိန်ကြီးကျွန်တော်လုံးဖြစ်နေပါတယ်အနည်းဆုံးဒီဘက်က2ရက်နဲ့3ရက်လောက်တော့ဒီ training ကိုပုံမှန်လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်မျိုးကျွန်တော် value 3 လေးမျိုးလောက်ရိုက်တယ်ပေါ့အနည်းဆုံး3မျိုးရိုက်တယ်ပေါ့နော်ဒါခုန value တစ်မျိုးရိုက်လို့ရတယ်နော်ဒါနောက်တစ်မျိုးကျွန်တော်မှာဟာပေါ့နော်ဒါဒီကတော့ခြေပဲလာပေါ့ဒီမှာဒါလို့တစ်စုံနှစ်စုံသုံးစုံလေးစုံငါးစုံ6စုံ9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 3 4 5 လုံးတော့1 2 3 4 5 6 9 10 10 11 12 ကျွန်တော်ခုနကဒီလိုအဲ့လိုမျိုးတမျိုးအဆုံးစိတ်လောက်အနည်းဆုံးလုပ်တင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စလုပ်မဲ့လူတွေကတော့လုံးနိုင်တော့ပဲလုပ်ပါပြီးလို့ရှိရင်ချက်ချင်းကြီးကိုဒီလိုကြီးလုပ်ချလိုက်ပါတယ်ကျွန်တော်ခုနအခုလိုလုပ်သူလေးပေါ့နော်ဒါလေးကိုတောက်ထားပေးပါတောက်နိုင်တယ်လို့ပါโอเคဒီလိုရှိရင်ဒီမှာဒါတော့ကျွန်တော်တို့အခေါ်ပေါ့နော် very ပြန်စီရပေါ့လို့ခုနတောက်ထားတဲ့ very ကိုကျွန်တော်တို့ဒါပြန်ဖြည့်ရပေါ့နော်ဒီဟာကိုပြန်စမ်းထုတ်လိုက်oh yes okay okay နောက်တစ်မျိုးလေးထပ်ဆက်လိုက်အောင်အားကိုတိုက်ကလေးပဲပေါ့နော်ခုနပထမလည်းကျွန်တော်တိုက်တဲ့ထိုးပေးရတယ်ပေါ့နော်ဒါအခုကတော့နောက်ထပ်တစ်မျိုးပေါ့နော်တိုက်ကိုဒါဒီကတော့ဒီစုံလေးပေါ့နော်နောက်စုံလေးညာမဟုတ်သိကနာလို့ဒါတော့အနေနဲ့ရှိတယ်ပေါ့နော်ဖြစ်နိုင်ဒီလိုဟာမှာတပေလောက်မှထားလို့ရတယ်ဒါကတော့သူအားလုံးမှ6လောက်မှလောက်ပဲရှိတယ်နော်ကျွန်တော်ရဲ့အနေထားရဇင်ရန်ဟုတ်တဲ့အတွက်ကျွန်တော်ရတဲ့နေရာမှာကျွန်တော်ပြရဖြစ်ပါတယ်ဒါဟုတ်တဲ့အနည်းဆုံးအစိဟိုပါပေါ့နော်ပြောမယ်ဆိုရင်အချိန်အစိတော့လုံးတင်ပါတယ်နော်ဒါပေမဲ့အစလုံးဝင်လူတွေကတော့လုံးနိုင်တော့ပဲလုံးပါဒါလိုလေးဒီတော့ပြောမယ်အခုကျွန်တော်လုပ်နေတာဟိုဒါတကယ်ဂျင်း trainer ကြီးလို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေတိုင်းเนาะကျွန်တော်ကစားခဲ့တဲ့တက်တန်း6လောက်ရတဲ့ training ပုံစံလေးတွေကိုပြန်ပြီးတော့ပြခဲ့တာဖြစ်ပါတယ်ဒါလေးကတော့နောက်တစ်မျိုးထပ်ပြမယ်ဗျာအဲ့ဒါဘာလဲဆိုတော့ဒါဟိုကျွန်တော်လုပ် training လုပ်ခဲ့တဲ့နေရာမှာအစုံတော့မဟုတ်သေးဘူးဒါပေမဲ့အဲ့ဒီက3ပုံ2ပုံလောက်တော့ပါမယ်ကျွန်တော်တို့ဒီ lazy training မှာလုပ်တဲ့အတိုင်းပေါ့เนาะအားလုံးကျွန်တော်ဒီပဲအဓိကတော့ကျွန်တော်ပြောချင်တာဖိုက်တာတွေအတွက်ပဲเนาะကျွန်တော်ဒီမှာဒူးရင်ကြက်ပြီးကျွန်တော်ခေါ်ပါတယ်ကျွန်တော်တို့เนาะဒူးကိုအိုးဆိုဆွဲတင်မယ်ဒီမှာပုံမှန်တော့ဒီမှာလာကြက်အောင်ပေါ့ဒါနဲ့ရသလောက်ပဲလုပ်ပါကျွန်တော်လည်းရသလောက်ပဲပြပြီးမှဖြစ်ပါတယ်ဒါလိုရအောင်နော်ဒီတော့မှန်တော့ဒီဟာလေးကျွန်တော် training မှာဆိုရင်တော့ဆိုရင်အနည်းဆုံးအစိတ်35လောက်တော့လုပ်ပါတယ်ကိုကတော့အားလုံးမြင်တဲ့အတိုင်းပဲเนาะဒါလေးကလည်းကျွန်တော်တို့ဖိုက်တာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ training တွေဖြစ်ပါတယ်နောက်တစ်မျိုးတော့ထပ်ဆွဲမယ်ပေါ့เนาะတိတ်အများကြီးမဟုတ်ကျွန်တော်ထင်ပါတယ်
6မျိုး9မျိုးတော့ပဲအမှန်တော့ပုံမှန်တော့10မျိုး15မျိုးတော့ရှိတယ်နော်အဲ့ဒါမှကျွန်တော်ကအခုပုံမှန်လုပ်ဖြစ်တာတော့ဒီပဲကျွန်တော်ပြန်ပြတာဖြစ်ပါတယ်အဲ့တော့လုပ်ရင်ပဲကျွန်တော်တို့ဗာပြောပြောကစားလို့တော်တော် okay နေပြီပေါ့နော်ခုနကတော့ကျွန်တော်ဒီဟိုဘယ်လီကိုကျွန်တော်ခုန2မျိုးတော့ရိုက်နေပြီပေါ့နော်ဘယ်လီကပုံမှန်ဆိုရင်ကျွန်တော်တို့5မျိုး6မျိုးတော့ရှိပါတယ်နော်ဘယ်လီရိုက်တာဒါအခုကျွန်တော်လုပ်ဖြစ်တဲ့ဟာလေးပဲပြန်ပြတာပါခုန2မျိုးအခု1မျိုးကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ဒါကျွန်တော်ခေါ်တာတော့အိတ်ထာမတ်တယ်ပေါ့နော်ပုံမှန်အိတ်ထာမတ်နဲ့ပုံမှန်ရိုက်တဲ့လူကျကျွန်တော်ဒါပုံမှန်ပါခင်ဗျာနော်ဒါပုံမှန်ရိုက်ရဖြစ်ပါတယ်နော်အဲ့ဒါတော့အားလုံးကြည့်ပြီးအခုကကျွန်တော်လုပ်နေကြတာလေးကိုထပ်ပြလိုက်နော်ရိုင်းလေးပေါ့နော်โอเคဒီတော့ကြောကြီးကျွန်တော်6လောက်ပဲကြောချပါမယ်4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
9 10 9 10 11 12 13 14 15 16 17 19 20 1 2 3 4 โอเคငါးမှာပေါ့နော်ဒါအစိတ်ပဲကျွန်တော်ပြထားတာနော်ပုံမှန်တော့ကျွန်တော်90လောက်ရိုက်ခဲ့တယ်ပြင်တော့နော်ဒါအစိတ်အရင်လက်ရှိနေမှာဆိုကျွန်တော်မပြပြီးလို့ရှိရင်ချက်ချင်းကျွန်တော်မထားပဲလေဒီမှာဒူးနဲ့ဒါနဲ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ပုံမှန်ရှိရထားတယ်ပဲဒီလိုထားလိုက်ရတယ်လက်ရှိဆန်လေးရဒါပါလို့ကျွန်တော်ဘယ်ဒီမှာဆယ်ကိုယူတာပေါ့နော်ချက်ချင်းကျွန်တော်တန်းမဖြုတ်လိုက်ပြီမာဆယ်ကြီးကြည့်လက်တန်မှာတော့နိုင်တော့လေးပဲပေါ့နော်ဝါโอเคဒီလိုချင်းကျွန်တော်တို့ပုံမှန်ပဲဒါဖေးပြန်ချီရောနော်Oh my god yes Jolly mini live okay okay ဒါတော့အခုကျွန်တော်ဟိုအကုန်မဟုတ်ဘူးเนาะဒါကျွန်တော်လုပ်ခဲ့တာအကုန်မဟုတ်ဘူးဒီတွေကမကောင်းလို့ရလေးတွေကျွန်တော်အခုလက်ရှိလုပ်ခဲ့နေတာလေးကိုကျွန်တော်ပြတာဖြစ်ပါတယ်เนาะ6မျိုး9မျိုးတော့ရှိမယ်ထင်တယ်ဖိုက်တာတယောက်ကရေးကြည့်ပါတယ်ပေါ့เนาะကျွန်တော်တို့ပဲကြော်ချင်းမှာစကေးရအဓိကဆိုပေမဲ့ကျွန်တော်တို့ဒီကြမ်းခံမှုကမပါမဖြစ်အရေးကြီးလိုအပ်ပါတယ်ကြမ်းခံမှုမရှိရင်ကျွန်တော်တို့ရေးရှိမခံပါဘူးเนาะဥပင်းဆိုအခုကြည့်ပါလို့ပေါ့เนาะဖြက်လက်တမာတွေရမယ်ဒီရွယ်လေးဒါပါလဲဆိုတော့ကျွန်တော်တို့ဒီခုနကကျွန်တော်လုပ်ခဲ့တဲ့ physical ပေါ့เนาะဒါဟိုဘယ်လိုပြောကြက်ခံမှုလေးကျင်ကန်းလေးเนาะဒါလေးတွေအခုတော့ကျွန်တော်ဟိုတစ်ခါတည်းပဲပြောလိုက်ပါမယ်အရှိမဘာပဲလုပ်လို့အားရကလုပ်လို့ကျွန်တော်တို့ရေဆုံးဟိုလောက်ပါမယ်တူလေးကျင်ကန်းလောက်ပါမယ်เนาะနည်းနည်းလေးကျွန်တော်မနေမနဲ့အပြေးလေး10မိနစ်15မိနစ်20လောက်ပုံမှန်ပြေးမယ်ကြောချော့မယ်เนาะဒါလေးအရင်ရှိနေမှာဆိုလို့ကျွန်တော်နည်းနည်းလေးပဲပြတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကြောချော့မယ်เนาะအကြိုင်ကစားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပေါ့เนาะကြက်ခံမှုလေးချိန်ကန်လောက်တာပဲဖြစ်ဖြစ်အဲ့ဒါကြီးပြီးမှเนาะလောက်ကပါမယ်ကြက်ခံမှုလေးချိန်ကန်နေကစားတာကြီးလောက်တာပဲအလုံးအဲ့ဒါကြီးလောက်ပြီးလို့ပဲအဲ့ဒါကြီးလောက်လို့ပြီးသွားပြီဆိုရင်လည်းကျွန်တော်တို့ပြန်လောက်ရမယ်ဆိုတော့တွေးလေးချိန်ကန်တော့ကျွန်တော်ပြန်လောက်ရပါတယ်เนาะကူးတော့ဒါပြောတာပေါ့เนาะကျွန်တော်တို့အဲ့ဒါကြီးပြန်လောက်တဲ့အတွက်ဘာကောင်းလဲဆိုကျွန်တော်တို့နောက်နေ့ပြန်ကစားတဲ့ခါကျရင်ဘယ်လိုပြောမလဲဆိုတော့ဒီနေ့ကစားတဲ့ဟာကြီးနောက်နေ့မနေ့ကျရင်လည်းဟိုဘယ်လိုပြောမလဲရန်ထားခြင်းရမှာဖြစ်ဖို့เนาะရေရှည်လဲခံနေဗျာတကယ်လို့1မီတောင်းတေချာကျွန်တော်ပြန်မလုပ်ဘူးဆိုရင်ရေရှည်မှာပြဿနာဖြစ်လာနိုင်ပါတယ်အခုကျွန်တော်ရှိကိုအများနဲ့အခုချိန်ကြီးနဲ့မေးနေတော့မှဘာဖြစ်လဲဆိုကျွန်တော်ကိုယ်တိုင်လည်းဖြစ်တယ်ကျွန်တော်ဒီနားဒီကဖြစ်တာဒီမှာပေါင်ရင်းကြောပေါ့เนาะအဲ့လိုဟာဒီနားမယ်နားကျန်တဲ့ဟာတွေအများကြီးเนาะအဓိကတော့တွေးပူလေးတင်လည်းမလုပ်ပဲနဲ့ကစားလိုက်တယ်ဖိုက်တာတွေပူတိတာလေသူများတင်လိုက်တယ်ကန်ချလိုက်တယ်အဲ့တလုံးမှာကန်လိုက်ရင်ကျွန်တော်ဒီမှာပေါင်နေမှာဖြင်းနေပြီဖြုတ်ပါတယ်ဘာဖြစ်သွားလဲဆိုအဲ့ပေါင်ချိုးကြီးကအကျော်လို့ထင်တာတကယ်အကျော်မှုကျော်ညမာဆယ်ဖြစ်ဖို့များတယ်နော်အဲ့ဒါကြီးတန်အောင်နောက်နေ့ကျအလုံးဖြစ်တော့အဲ့ဒါဘာလဲဆိုကျွန်တော်တူကူလေးတွေကတေချာမလုပ်ဘူးနော်1မီတောင်းနဲ့ပြန်မလုပ်ဘူးအဲ့လိုလူတွေကအများဆုံးဖြစ်တာများတယ်အဲ့တော့ကျွန်တော်အခုပြောချင်တာကကျွန်တော်ခုပြထားတာလေးကိုဟိုဆရာကြီးလုပ်တာမဟုတ်ဘူး
ကျွန်တော်လုပ်ခဲ့တာလေးပြန်ပြီးတော့မျှဝေတာဖြစ်တယ်နောက်တစ်ခုကကျွန်တော်ခုနဒိုက်ထိုးတာတွေပဲကျွန်တော်ကြံသွားတယ်ပေါ့နော်ဒီဒိုက်ထိုးတာကဒီပတ်ကြော်ခြင်းနဲ့အများကြီးတက်ဆိုင်ပါတယ်ဒီဖိုက်တာသမားတွေအဓိကပါဘာလို့လဲဆိုကျွန်တော်ပြေးတာလွှားတာပဲနေကျွန်တော်လက်အားယူပြီးပြေးရတယ်ပြီးကျွန်တော်ဂျမ်းခုံတယ်ပေါ့နော်ဖိုက်တာလေးဂျမ်းယူကျွန်တော်လက်နဲ့အရင်ဆုံးကျွန်တော်ဂျမ်းယူပြီးတော့ခုံအဲ့တော့ဒီကျွန်တော်ဒီလက်မောင်းမာဆယ်သားတွေကအရန်အရေးကြီးပါတယ်နော်အဲ့တော့ကျွန်တော်ဒိုက်ထိုးတာကိုအနည်းဆုံး2မျိုးနဲ့3မျိုးတော့တစ်ခါတော့အစိတ်30လောက်တော့ပုံမှန်ထိုးပြီးလိုပါတယ်နော်ဒီစကားနည်းနည်းရှိသွားပြီအဲ့တော့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဒါလေးတွေကိုဒါအခုကျွန်တော်ပုံမှန်လုပ်တာတွေပြောပြတာဖြစ်ပါတယ်နော်နောက်လည်းလိုအပ်တာလေးထပ်ပြီးတော့ပြပါဦးမယ်အခုချိန်นี้ဥကင်းကိုချစ်ခင်စွာအားပေးနေကြတဲ့လူတိုင်းတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ